ကျေးဇူးတော်ရှင်အေကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးမန္တလေးမြို့ဦးချစ်ဆွေဓမ္မယုံကြီးဘော်တွင်18ရက်2လ62ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောမနောပေါက်ကိုဝိပဿနာရှုပုံမှန်ထောင်တရားတော်လေယာဘုက္ခပရိစ္ဆသမုပ္ပါကိုယ်ဘောက္ခပရိစ္ဆသမုပ္ပါငါးမျိုးတော့ဖြင့်တရားဓမ္မတွေရှုရပါပြီတဲ့မျက်လုံးဘောက်ကပေါ်လာမျက်လုံးစိတ်ကိုဖြစ်ဖြစ်ရှုလိုက်ရင်ပရိစ္ဆသမုပ္ပါပြတ်တာပဲနားဘောကနားစိတ်ကြားစိတ်ကလေးပေါ်လာရင်ကြားစိတ်ကလေးဖြစ်ဖြစ်ရှုလိုက်ရင်နှာခေါင်းစိတ်ကနာတဲ့စိတ်ကလေးပေါ်လာလို့ရှိရင်သူ့ဖြစ်ဖြစ်ရှုလိုက်ရင်ပရိစ္ဆသမုပ္ပါပြတ်တာပဲဆိုတော့ပရိစ္ဆသမုပ္ပါဒီဖြတ်တတ်လို့ရှိရင်လည်းလွယ်သားပါပဲဆိုတာပေါ်လာနော်လျာစိတ်ကလေးပေါ်လာရင်ဖြစ်ဖြစ်ရှုလိုက်တော့ပရိစ္ဆသမုပ္ပါဘယ်နဲ့နေကြပြတ်ထွက်သွားတာပဲတဲ့တခါစဉ်းစားပါအောင်ဓမ္မကိုယ်ပေါ်မှာရတဲ့စိတ်ရမ်းတဲ့စိတ်ကောင်းတဲ့စိတ်တွေကလည်းရှိသေးတယ်အဲ့ဒါတွေပေါ်လာတော့ဘယ်နဲ့လုပ်ကြဖြစ်ဖြစ်ရှုလိုက်တော့ဘာဖြစ်လို့ပရိစ္ဆသမုပ္ပါပြရင်နိဗ္ဗာန်ရောက်တာဘယ်လိုမှတ်ကြမလဲပရိစ္ဆသမုပ္ပါပြရင်နိဗ္ဗာန်ရောက်တာပဲလို့ဓမ္မတွေကမှတ်တော့နိဗ္ဗာန်ကရောက်ချင်နေတယ်ပရိစ္ဆသမုပ္ပါပြတ်တဲ့အလုပ်ကိုမလုပ်ဘူးဆိုလို့ရှိရင်ဖြင့်ဥက္ကမောင်တို့ကိုကျိုးနေပေါ့ဒါပြန်နိဗ္ဗာန်ရောက်ချင်ပါလို့ရမယ်ပရိစ္ဆသမုပ္ပါကတဲ့ဓမ္မတို့ဘယ်နှခုရှိပါလိမ့်မလို့မေးတော့ဘယ်နဲ့ဖြေကြ6ခုဒီနေ့နောက်ဆုံးပြပြမှာပဲဒီ6ခုကိုပေါ်ရကနေပြီးပေါ်တဲ့စိတ်ကိုသာအိဋ္ဌဒုက္ခအနတ္တခြေရရှုပြီးပြတ်နေကြမယ်ဆိုရင်ဖြင့်နောက်ခန္ဓာဖြစ်ကြောင်းလာသေးရဲ့နောက်ခန္ဓာဖြစ်ကြိုးနောက်ခန္ဓာဖြစ်ကြိုးမလာတာဘာခေါ်ကြမလဲနိဗ္ဗာန်ဆိုတော့တော်နိုင်လို့မကိုတို့ရှင်းနေပါပြီဒါပြန်ဓမ္မတို့နိဗ္ဗာန်လိုခြင်းကိုယ်ပရိစ္ဆသမုပ္ပါကိုဖြတ်ကြရှင်းကြနိဗ္ဗာန်လိုခြင်းဘာလို့ကိုယ်ပရိစ္ဆသမုပ္ပါကိုဖြတ်ဆိုတော့ကိုယ်ဒုက္ခကိုရှုပြီးကိုယ်ဒုက္ခကိုရှောင်တာပဲလို့မှတ်လိုက်စမ်းကိုယ်ဒုက္ခကိုရှုပြီးကိုယ်ဒုက္ခကိုကိုယ်မြင်ပြီးဆိုမှဖြင့်ဘုန်းကြီးတို့ဓမ္မတွေနောက်ဒုက္ခတွေအတွဲလိုက်အပြုံလိုက်ဥက္ကမောင်ပြတ်တော့တယ်ဆိုတာမှတ်လိုက်စမ်းပါအားလုံးဓမ္မတွေဒီနေ့မနောဘောက်ကိုပြတော့မယ်တဲ့မနောဘောက်ကိုပြပြီးရှင်စန္ဒဇတ်သိမ့်နေရှင်စန္ဒဇတ်သိမ့်မယ်နေမနောဘောက်ကနေပြအောင်မယ်ယင်ပရိစ္ဆသမုပ္ပါနော်ဓမ္မတို့ပါဠိတွေရွတ်နေလို့ရှိရင်အလုံးမနားလဲကြမှာမဟုတ်တော့ပါဠိကိုမျက်စောင်းထိုးပြီးဆရာဘုန်းကြီးကဓမ္မတွေဖြစ်စဉ်ကိုသာပြတော့တယ်မှတ်ပါနော်ဝန်းထဲမှာဓမ္မတို့မနောကြည်မှန်ဆိုရရှိတယ်ဝန်းထဲမှာဟာရရောက်သူအကြည်မှန်ဆိုရရှိတယ်နော်အဲ့ဒီအကြည်မှန်ဒီဓမ္မတို့ရန်ကုန်မှာသားလေးရှိသားလေးဘက်ကိုတဲ့ပေးလိုက်သားလေးခင်တဲ့စိတ်ပေါ်လာဒါပြန်ဝန်းထဲမှာအကြည်မှန်ဟာသမီးစီလဲလိုက်ရင်သမီးကိုခင်တဲ့စိတ်သမီးစိုးရင်တဲ့စိတ်ပေါ်လာပစ္စည်းပဲလဲလိုက်ရင်ပစ္စည်းကြံကြတဲ့စိတ်ပစ္စည်းခင်တဲ့စိတ်မပေါ်ဘူးလားဒါဖြင့်ဒီမနောကြည်မှာဓမ္မတို့သံဃာမှာဖြင့်အလုံးအများဆုံးလို့မှတ်လိုက်စမ်းမနောကြည်မှာပါပါလိမ့်အလုံးအများဆုံးလို့ဘုန်းကြီးဓမ္မတွေမှတ်စမ်းပါဘယ်လိုက်လို့မောင်ကိုတို့မနောလုတ်ကအများဆုံးမနောလုတ်ကဓမ္မတို့မိမချင်းမဲ့နှစ်ခုကလည်းတင်ပြီးဒီကလာသားပဲလှဲလိုက်သမီးပဲလှဲလိုက်အယောင်းပဲလှဲလိုက်အဝယ်ပဲလှဲလိုက်ပြီးကိုယ်တဏ္ဍာမှာအယောင်းပဲလှဲလိုက်လို့အမြတ်ဆုံးဘောဝန်တာတဲ့စိတ်ကလေးလည်းကြီးမှန်ပေါ်လာတာအဝယ်ပဲလှဲလိုက်လို့ရှိရင်လည်းအဝယ်တက်သွားလို့ရှိရင်ဖြင့်အမြတ်ဆုံးရမှာတော့ဝန်တာတဲ့စိတ်ကလေးကြီးမှန်ပေါ်ဘူးလားပေါ်ပါဗျာအဲ့ဒါတွေးလုံးနဲ့လှဲတာဖူသေးကိုဖြင့်မနောစိတ်လို့မှတ်လိုက်စမ်းပါမှန်ပါဗျာဒါဖြင့်မနှင်းစခမည်းတော်သံဃာနဲ့ဘဝင်းကြီးမှန်ကိုလေးကောင်းဓမေစခမည်းတော်တွေးယူရတဲ့ဓမ္မယုံကိုလေးကောင်းပဋိစ္စဆွဲမနောဝိညာဏမနောဝိညာဉ်စိတ်ဒီဝါခင်စိတ်မင်းစိတ်ကျင်နာစိတ်ဆိုရင်စိတ်ကြောင့်ကြစိတ်တို့သည်တပြုံကြီးပေါ်ရကုန်ပြီသူကသာမဆိုးဘူးလား
ခင်တဲ့စိတ်ပေါ်ခြင်းလည်းပေါ်တယ်နော်ကြောင်းကြတဲ့စိတ်ပေါ်ရင်စိုးရိမ်တဲ့စိတ်ပေါ်ရင်အော်ဒီနေရာကအကုန်ပေါ်နိုင်တဲ့နေရာပါလားဆိုတာကိုသဘောကျဒါဖြင့်ဒကာဓမ္မတို့တဏ္ဍာမှာမျက်လုံးနာနာကောင်းတရားကိုယ်စိတ်မနှောတို့တွင်ဘယ်သူအဆိုးဆုံးပါလဲမနှောအဆိုးဆုံးဆိုတာရှင်းရှင်းလင်းလင်းမှတ်လိုက်စမ်းပါဒကာဓမ္မတို့ဘာအဆိုးဆုံးပါလဲအိပ်ပြောင်နေတာများအိပ်မပြောင်လုပ်တာဘယ်သူပါလဲမနှောကနေပြီးဒီကလာအဝေးမှာရှိတဲ့သာသမီတွေပဲလှည့်လိုက်ပြီးစမဖြင့်စိတ်မချလည်းမချစိတ်ကလေးကဒီကြားထဲပေါ်လာဒါကအဝေးမှာရှိတဲ့သာသမီမြင်ရတာမဟုတ်ဘူးနော်ဒီကမှန်ကြီးနဲ့သူ့ဘက်ကိုလှည့်လိုက်ပြီးစမဖြင့်သူ့အတွက်စိုးရိမ်လိုက်တာကြောင်းကြလိုက်တာဆိုတဲ့စိတ်ကလေးကဒီပန်းပေါ်မှာအရေးတစ်ဖွဲပေါ်လာတယ်လို့မှတ်လိုက်စမ်းပါဒါကြောင့်ဘုရားကဥက္ကမောအေမနှင်းစပဋိစ္စဓမ္မေဇဝိသတိမနောဝိညာဏံဆိုတာမြင်ကြတယ်အဲ့တော့ခင်ဗျားတို့ဟောဒီမနောကြည်မှန်ဟာခင်ဗျားတို့မှာဘယ်နဲ့ဖြစ်နေကြုံလို့မေးပြရစီတော့နော်မနောကြည်မှန်လေးကခင်ဗျားတို့ကမလှည့်တတ်တော့သားပဲလှည့်လိုက်ရင်လေသားပဲလှည့်လိုက်ရင်ဆိုရင်ကြောင်းကြတဲ့စိတ်ပေါ်လာဘူးဒါကသားဒါကခင်ဗျားတို့မှန်ဝန်းထဲမှာရှိတယ်မှန်သားပဲကိုလှည့်လိုက်အိရရဲကနေလှည့်တာပါထိုင်ရင်လည်းကလေးငွားနေလှည့်လိုက်လှည့်ကျင်နေနေရလှည့်သူကဖြင့်ဒီကြီးကဆဲလုံးလို့ဒီပေါ်မှာသာရိဥသောအရေးကိုခင်းလာတဲ့ခင်တဲ့စိတ်ကလေးကပေါ်လာ။ဒါသူဘယ်အချိန်မှဆိုသူပေါ်နိုင်တဲ့စိတ်မှောင်တယ်လည်းပေါ်နိုင်တယ်အလင်းလည်းပေါ်နိုင်တယ်။ဘာကိုဒီစိတ်ကနေနေတော့ပေါ်နိုင်တဲ့စိတ်ဆိုတော့အဆိုးဆုံးစိတ်ဆိုတာကသဘောကျ။ကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ယနေ့ပြောကျင်တာကဒကာဓမ္မတွေကိုအမှန်တမ်းသိစေခြင်းနဲ့ဘုန်းကြီးစေတနာကဒီမှန်အလှဲ့မလွဲစီနဲ့ရှင်းမလားဒီမှာခင်ဗျားတို့ကအလှဲ့ကအမှန်တန်လွဲတယ်သားပဲလဲလိုက်ရင်သားခင်တဲ့စိတ်မပေါ်ဘူးလားသားပဲလဲလိုက်ရင်သားကဖြုံးပြီးထားလို့ရှိရင်သူ့မကြည်သေးဘူးဆိုတဲ့စိတ်ကောသမီးပဲလဲလိုက်ပြန်လို့ရှိရင်သမီးလေးကတော့လိမ္မာရေးကြရှိပါရဲ့ဆိုပြီးပိုးခင်တဲ့စိတ်ကလေးကမပေါ်လာဘူးအဲခင်ဗျားတို့ကခင်တဲ့စိတ်ပေါ်လာတော့သနာဥပါဒကံမလာပဲဘူးလားသာပဲလဲလိုက်တော့စိတ်မချလည်းမချဖြစ်တော့ဒေါသသောကပရိဒေဝဒုက္ခဒေါမနတဥပါယတမလာပဲဘူးလားသမမှန်ကြည့်လွဲတာနဲ့မှန်ထောင်လွဲတာနဲ့ဥက္ကမောင်ကြီးပရိစ္ဆေသမုပ္ပါဒိထွက်လာဘာလို့ထွက်လာပါလဲမနာကြည့်မှန်ကထောင်လွဲနေရိပ်မိကြလားဘာများထောင်လွဲနေအဲ့တော့ခင်ဗျားတို့ကတဲခက်တာပဲမှန်ကိုမလှဲ့တဲ့တဲ့ပဲလှဲ့လိုက်ပြီးဆိုမှဖြင့်ဘုန်းကစိတ်မချသာရီတော့အာယုံလို့စိတ်မချပြီဆိုမှဖြင့်စိတ်မချတဲ့ဒေါသလေးဟာတခါတည်းဟာတယောက်တို့အကြည့်မှမပေါ်လာဘူးလားပေါ်လာတဲ့စိတ်မချတာဆိုတာဒေါသသောကမလေးဘူးလားအဲ့တော့ဒေါသသောကပရိဒေဝဒုက္ခဒေါမနတဥပါယတသူနဲ့တွေ့တဲ့အဝိဇ္ဇာသင်္ခါရတွေနောက်ကဥက္ကမောင်မဆက်ပေဘူးလားဆက်မကောင်းနိုင်တော့မှမကြည့်ဘူးဘယ်နဲ့ကြောင့်ဒီပရိစ္ဆေသမုပ္ပါပေါ်လာပါလိမ့်မလို့လက်ပဲရှာကြပါစို့ဒကာဓမ္မတို့နော်မှန်အထောင်လွဲလို့ဘယ်လိုမှကြမှန်ထောင်လွဲလို့ဆိုတာကျင့်납ပါပဲဩဒါဖြင့်ခင်ဗျားတို့မှာမှန်ကခင်ဗျားတို့ကိုချမ်းသာပေးတဲ့ဘက်ကိုမှလှဲ့ပြီးမထောင်ဘဲနဲ့ဆင်းရဲပေးမဲ့ဘက်ကိုလှဲ့ပြီးထောင်မိတဲ့အတွက်ခင်ဗျားတို့ဖြင့်တန်တဲ့ခရီးတွေဖြစ်အောင်ပရိစ္ဆေသမုပ္ပါကြီးတန်းလာတော့တယ်ဆိုတာဥက္ကမောင်ရိပ်မိဗလားဘာလွဲလို့ပါလဲဩဒါဖြင့်တရားဓမ္မတွေထောင်တဲ့ဘက်ကိုဒီမှထောင်တာပေါ့ဗျာမထောင်တဲ့ဘက်ကိုမထောင်ပါနဲ့ဆိုတာဘုန်းကြီးကမေတ္တာရှိထားပြီးပြောကြပါတယ်ဒီမှထောင်ခြင်းလို့ရှိရင်ဖြင့်တရားဓမ္မတွေအခုမထောင်တဲ့ဘက်ကိုထောင်တာရဲ့အသားပဲထောင်လိုက်သမီးပဲထောင်လိုက်ပစ္စည်းပဲကောဒါကကိုယ်ပဲများကိုထောင်ပြီးငါများအိုဒီသားသမီးတွေနဲ့ခက်သေးရဲ့မကိုယ်ပဲများကိုလှဲ့ထောင်နေလိုက်သေးတယ်မထောင်ဘူးလားတရားဓမ္မတွေဩဒီသားသမီးတွေကလည်းတရားမှလိမ္မာရေးကြပါလိမ္မာတဲ့ကောင်းကလည်းအသုံးမကျမလိမ္မာတဲ့ကောင်တွေကဖြုံးမှအမလေးတူးပြီးတော့မှန်တဲ့ထောင်ပြီးတဲ့ကလည်းတရားဓမ္မတွေကခွန်စင်တန်းများနေလိုက်သေးတယ်ဆိုတာဒီဓာရီခွန်စင်တန်းတာရိပ်ပြီပလားခွန်စင်တန်းလို့ဆိုတဲ့ဥစ္စာဒီပရိစ္ဆေသမုပ္ပါတန်းတာကိုဆိုတာရိပ်ပြီပလားဘာခွန်စင်တန်းဆိုတာဘာပါလဲ
ပရိစ္ဆေသမုပ္ပါတန်းတာကိုဆိုတော့ခင်ဗျားတို့ကအိမ်မပြောအောင်တန်းမတော်နိုင်ဘယ်လိုတန်းအိမ်မပြောစားမဝင်ယောဂရသိကြပြအောင်တိုင်းတယ်ဘယ်တော့မှဆိုးသွားဟောတော့တယ်လည်းဆုံးတရားဓမ္မတွေကြလာပြီဆိုမှပြန်ဦးသေးတဲ့လူဘက်ကိုကြီးမှန်နဲ့ထောင်းနေတော့သေးတဲ့လူဘက်ကြီးမှန်နဲ့ထောင်းလို့သူ့ခြေရလဲရလေးတွေမြင်နေတခါလေမြေကြီးတွေဒုက္ခနဲ့ဘောကပရိဒီဝဒုက္ခဒေါမနတာတွေမလာဘူးလားအဲ့ဒါဘယ်နဲ့ကြောင့်လာတာတော့ဥက္ကမောင်ကြီးမှန်တောင်ဝင်းနဲ့အိတ်မပြောဘူးလို့စားလို့ရောမရပါဘူးစားလို့လည်းမရပါဘူးအိတ်လည်းပြောသွားရင်လည်းခလုတ်တိုက်သွားရင်ဘယ်နဲ့ကြောင့်ခလုတ်တိုက်မှန်ကတခြားထောင်ပြီးတော့သွားတာကဟိုသွားမိသွားတာခလုတ်တိုက်ကုန်တာပေါ့ဒါဘယ်နဲ့ကြောင့်မှန်ကိုခလုတ်တိုက်ရတော့ဟိမှန်ထောင်လွယ်လို့ဆိုတာဓမ္မတွေရိပ်မိဗလားဥက္ကမောင်မှန်တောင်လွယ်အိတ်မပြောဆိုတာရိပ်မိဗလားဒါဖြင့်ဓမ္မတို့မှန်တောင်လွယ်တော့ပရိစ္ဆေသမုပ္ပါဟောတော့လည်း၃မျိုးပေါ်တယ်ဒီကသားလေးငယ်ဩသူငယ်တော့သူ့အတွက်ဟာကသိအေးရတဲ့နေရာတစ်ချက်မှမပါဘူးလို့ငခုပေါ်လက်တင်ပြီးတဲ့ကာလအဲ့ဒါပန်ကတော့သားပဲတဲ့အဲ့နေတာပဲလို့ဓမ္မတွေဆိုတာပဲငခုပေါ်လက်တင်ထားတာသာရှိတယ်မှန်ကပဲလဲနေတော့သားပဲလဲနေတာဒီကလေးကလည်းငယ်ငယ်ဖြစ်နေတော့အပေါင်းကွန်းလဲလွဲမှစိုးရိမ်လိုက်တာဆိုတဲ့သောကမလာဘူးလားရင်းနေကလားသောကလာရင်ပရိဒေဝရောမြေလေးကတခါဘယ်မှမြေဖဲနဲ့ထွက်လာမထွက်လာဘူးလားပရိဒေဝဒုက္ခကလည်းတရားဓမ္မတွေကိုယ်ဤဒုက္ခကလည်းရောက်လာတာပဲစိတ်ဒုက္ခကရောသိပ္ပူပန္တာတွေကရောသိပ္ပူပန်တဲ့ဥပါယသတွေကလည်းလိုက်လာတာလေဆိုမသိလို့ဖြစ်သောကြောင့်အဝိဇ္ဇာမပါဘူးလားဒါပြန်အဝိဇ္ဇာသိစီကသင်္ခါရဘက်ကိုခင်ဗျားတို့မှန်ထောင်လိုက်တာနဲ့ပဲဥက္ကမောင်ရေတဘောကငါဘောကဆက်ပြီးဒုက္ခရောက်ဒီဘောကမှမှန်တောင်ရွေးလို့ဒုက္ခရောက်တာတစ်မျိုးနောက်ဘောကပရိစ္ဆေသမုပ္ပါဆက်လိုက်လို့ဒုက္ခရောက်တာကဘယ်နှမျိုးပါလဲဟောခင်ဗျားတို့ပဲထောင်တတ်ပါပဲဗျာကိုယ့်ဟာကိုယ်ဒုက္ခရောက်ငါရတယ်လားကိုယ်မှန်တဲ့ကိုထောင်လိုက်တာပဲလားဥက္ကမောင်လွန်လာကြီးလားမနောဒွါရနော်တရားဓမ္မတို့မနောဒွါရသိဆိုတယ်ဒါခမည်းတော်မှန်ကတော့အထောင်ပဲလို့ဖြစ်တာရှိပါစီတော့တဲ့ဘုရားသခင်ကိုရမကြီးမှန်ထောင်ပုံတော့သိကောင်းဘုရားသခင်ကိုရမကြီးကတော့မနဲ့မိုးလင်းလို့ရှိရင်ညံတော်ကိုမြတ်တဲ့လားထင်လာတယ်ဆိုတာသူ့မှထောင်လိုက်တာထောင်လိုက်တော့ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ဒီထဲမှာအရေးလာပေါ့မြောက်ကျွန်းကျွတ်ထိုက်တယ်ဆိုရင်မြောက်ကျွန်းကလူကိုဒီထဲမှာတွေကဟောဖို့ရတရားဟာဒီထဲပေါ်လာတာနောက်ကျွန်းကလူကအရေးလာထင်ပြီးသူ့ဘာဟောမှဆိုတဲ့မနောဝိညာဉ်စိတ်ဟာဥက္ကမောင်ပေါ်ဘူးလားပေါ်ပါဘူးဘလို့အကြည်ကြီးတယ်ဆိုတဲ့ဥစ္စာဒကာဓမ္မတို့ခုလေမြန်မာနဲ့ငါးမိန်ကနေရိုက်တဲ့မှန်ဆိုတာအပြင်းစားပါအပြင်းစားရှိပါသေးတယ်ဘုရားသခင်ကိုရမေကြီးကဒီမြတ်မို့တော်ကြီးချားနေတဲ့ဟိုဘက်ကအာယုန်တွေတောင်းမှဒီဘက်လာသင်နိုင်တဲ့သင်ပြီးတဲ့ကာလဟောလို့သောတရားစိတ်ပေါ်အောင်ကြည်တဲ့မှန်ဆိုလို့ရှိရင်ဒကာဓမ္မတို့အမှန်တန်ဖို့တန်တယ်ဆိုတာပေါ်လာဘူးလားဒါကြောင့်ဘုရားခင်ကိုရမေကြီးဟိုပကဗေမာကြီးများမနဲ့မိုးလင်းတဲ့အခါကျတော့မှန်ထောင်ကြည့်လိုက်တဲ့အခါပကဗေမာကြီးကဒိဋ္ဌိဖြစ်နေတယ်နဲ့မောထွန်းလိုက်သူ့ဟောလို့ရသူဒိဋ္ဌိဖြစ်နေပါဘောလားငါတက်ဟောမှဦးမယ်ဆိုတဲ့စိတ်ကချက်ချင်းပေါ်တယ်ကဲဗေမာကြီးနဲ့ဘလောက်ဝေးလို့အဲ့ဒါကြောင့်သူ့ကြည်ပန်ကြီးကဘလောက်ထည့်အောင်ဒီထဲမှာအရေးချင်နိုင်တယ်ဟိုပကဗေမာရိတ်ချင်နိုင်တယ်ဆိုတာပေါ်ကြအဲ့တော့ဘုရားကလည်းဘုရားစွမ်းတော့ထောင်တာပေါ့ဗျာခင်ဗျားတို့လည်းစွမ်းတော့ထောင်ရတာပေါ့စွမ်းတော့ထောင်တော့ဒကာဓမ္မတွေခင်ဗျားတို့ထောင်တာကတော့ဟိုတော့ကဲတင်လို့ရညံပေါ်လာတယ်ဒီမှာကမျိုးရကြကြပေါ်လာကွမ်ချဘူးလားဘုရားကတော့ဘာပေါ်လာကဲတင်လို့ရညံပေါ်လာဒကာဓမ္မတွေကတော့မျိုးရကြကြပေါ်လာတယ်မှန်ထောင်မှုရင်းကသိကွာနေဒီကရှိခင်ဗျားတို့ကအယူမှန်ရဖြစ်နေဒကာဓမ္မတို့ကဘာဖြစ်နေလဲအယူမှန်ကဥက္ကမောအယူဗရာတုတ်တဲ့မှန်လေးတစ်ချက်ရပြီဆိုမယ်လမ်းကသွားတယ်လူတွေသူကထောင်ထုံကြည့်ပြီးဒီပြုံးတာဟုတ်မှန်လေးကြည့်ပြီးပြုံးတာသူနဲ့တော့ဘာဆိုင်တော့တို့ဆိုတော့သူကဒီမှန်လေးဟိုပြထောင်ဒီပြထောင်ဒီတော့ကြည့်ပြီးသူကပြုံးလိုက်မဲ့လိုက်ဒီလိုပြမနေဘူးလားဘာဖြစ်လို့လဲဆိုတော့အယူမှန်ရနေလို့ရင်းပြီဗလားခ
ဘာဖြစ်နေလဲနော်ခင်ဗျားတို့ကလည်းဟိုဘက်လှဲ့ထောင်ဒီဘက်လှဲ့တိုင်းပြေးကြတဲ့ဘက်လှဲ့ထောင်လိုက်ဟိုတစ်တာထဲမှာရှိတဲ့စိန်ကြီးရွှေလေးကြည့်ပြီးပြုံးလိုက်မှန်ထောင်ကြည့်တာဟုတ်ဗျရှင်းပြီကလားအဲ့ဒါခင်ဗျားတို့ဘာရထားတာတော့မတရားဘုဒ္ဓဇနာဥမ္မာတကောဆိုတာပေါ်သေးဘူးလားထောင်ပြီးတော့ထောင်သားရအမှန်အတဲ့ထောင်သားလားဟိုဆောင်ထောင်လိုက်ဒီဆောင်ထောင်လိုက်ရဟိုဆောင်ထောင်ဒီဆောင်ထောင်လို့ဘောရဓမ္မတော့ဟိုလူတော့မကြည်သေးဘူးအရင်တုန်းကလောက်ထားတာတွေဆိုမြအမဆောင်မြထောင်လိုက်သေးတယ်သူကမလာဘူးလားအဲ့လိုကြောင့်ခင်ဗျားတို့မှန်တယ်အယူမှန်ရဖြစ်နေတော့ကြောင့်အဲ့ဒီမှန်တစ်ချက်ကနေပြီးစိတ်ပေါ်လိုက်တယ်မနင်းစာပရိစ္ဆာဓမေသဝိသိမနောဝိညာဉ်ဆိုတဲ့မှန်ထဲမှာအရေးစိတ်တွေမပေါ်ဘူးလားအဲ့ဒီအရေးစိတ်တွေကပရိစ္ဆာသမုပ္ပါဟောထွက်နိုင်မောကိုဘယ်နှမျိုးထွက်နိုင်လဲသုံးမျိုးထွက်နိုင်ဒေါသစိတ်လိုက်ရင်ပရိစ္ဆာသမုပ္ပါတစ်မျိုးမလားဘူးလားတိတ္တလေးရှိတာလေးတွေပေါင်းနဲ့ထောင်ကြည့်လိုက်တဲ့အခါကျတော့ဟောတာလေးတွေအကုရာလေးတွေပဲရေးရှိတာသာဖို့သမီးဖို့ဆိုပြီးကာလများဒီကနေ့ဒါလေးသူတို့ကိုအရင်တည်းပေးခဲ့ရမယ်ဆိုမြပြုံးမြန်နေတဲ့ကံပါဘူးလားတခါတည်းကျတော့သူတို့ကိစ္စရှိတယ်လက်ဖွဲ့ရလို့အမင်းလိုကိုခြေပြီးများကိုယ်ကလည်းစို့သွားသေးတယ်ကိုယ်ကခြေပြီးပြောနေရသေးတာကရှိသေးရင်းပြီလားအဲ့တော့ကြောင့်ခင်ဗျားတို့ဒီကားလို့ဆိုလို့ရှိရင်မှန်တောင်လွဲနေတာပေါ်ကြပါကဲဒါဖြင့်ဓမ္မတို့ဒီနေရာမှာပရိစ္ဆသမုပ္ပါဘယ်နှမျိုးလာလဲလောဘလာလို့ရှိရင်တဏှာဥပါဒံကံဒေါသလာလို့ရှိရင်ဒေါသသောကပရိဒီဝဒုက္ခဒေါမနတာဝိဇ္ဇာကိုယ်တဏ္ဍာမှာပေါ်နေတဲ့စိတ်မှာဘာစိတ်ပေါ်မှမသိဘူးဆိုပြီးကျုပ်ပြင်ဘယ်စိတ်ကြဲလို့ကိုမပြောတော့ပါဝေးနေတာပဲဆိုတဲ့ခါကောမရှိဘူးအဝေးနေတဲ့ခါကျတော့ဝိဇ္ဇာပေါ်ရှင်းမလားဝေးနေတဲ့ခါကျတော့ဝိဇ္ဇာပေါ်တော့ဝိဇ္ဇာဖြစ်เสียဟောတခါတော့ပြိဿသမုပ္ပါအစကတော့မစဘူးလားကဲဒါရမောထွန်းလိုက်မောကိုတို့ဒီနေရာကပြိဿသမုပ္ပါဘယ်နှမျိုးဖြစ်ပြီဘယ်နှမျိုးဆက်နိုင်ကြလို့ဘယ်နဲ့ကြောင့်၃မျိုးဖြစ်၃မျိုးဆက်ပါလိမ့်မလို့ဒီဥစ္စာလူကြီးတိတ်မှလာတဲ့မှန်ကြီးပါလားဒကာဓမ္မတို့ဘယ်ချိန်လာပါလိမ့်လူကြီးတိတ်မှလာတယ်ဟုတ်ကြရလားဘုန်းကြီးကရမ်းပြောနေတာလားမပြောတော့ဘောက်ခင်လူကြီးတိတ်မှလာတာကြဒီမှန်ကရင်းပြီလားလူကြီးတိတ်ငကူပေါ်လေတင်အေးရဘောစဉ်းစားသလိုက်ကမကလည်းဝေးသွားနေတဲ့ချိန်ကြမှာဟိုတယောက်တည်းထောင်းနေလိုက်တဲ့မှန်ကမပြောပါနဲ့တော့ရင်းပြီလားဟိုဘက်လက်ထောင်းလိုက်ဟိုဘက်လက်ထောင်းလဲစိတ်မအေးပါဘူးဒီဘက်လက်ထောင်းတော့စိတ်မချပါဘူးမလာဘူးလားတခါတည်းကျတော့သာသမီတွေအစုံနဲ့ဆိုတော့သူတို့အိတ်နေတာလေးတွေကြည့်ပြီးဒီကလာကြည့်တော့အာကိုရအောင်ပါပဲဆိုပြီးဒီကလာတွေးလုံးနဲ့မှောင်တွဲမှများဝမ်းပြောင်းနေလိုက်တာများပါသေးမပါဘူးလားအဲ့တော့ပြိဿသမုပ္ပါမတမ်းဘူးလားခိုင်းဒါဖြင့်ဒကာရမတို့ဒီမှာထောင်လွဲလို့ခင်ဗျားတို့တသံတရားလုံးပြိဿသမုပ္ပါနှစ်ဘဝဆက်ခဲ့တယ်ဘယ်နဲ့ဆိုကြနှစ်ဘဝဆက်ခဲ့တယ်ဘယ်နဲ့ကြောင့်ဆက်ကြပါလဲခင်ဗျားတို့ကလည်းဒီမှန်တောင်ကရဲတာကိုတပည့်တော်တွေကမတိုးရမနေတာဘူးဗျဟာဘယ်နဲ့ကြောင့်မတိုးရမနေတတ်တောင်ပြောစမ်းပါဦးငိုချင်လို့ရုပ်နေဗလားမတိုးရမနေတတ်တာဘယ်နဲ့ကြောင့်ပါလဲဟိုအိတ်နေတဲ့တွေကရှူရှဲနဲ့သောတော်ဝင်တဲ့တွေအိတ်မြန်တို့သူတို့အိတ်နိုင်တယ်ဘာမှမတွေးတတ်ဘူးဟိုကောင်းကောင်းမနေနေတဲ့လူအယူကနေကြဲ့ရပြန်ဘယ်နဲ့ဖြစ်နေတာတော့ဟိုကောင်းကောင်းမနေတဲ့လူတွေကမှန်တော်ယူကဘယ်နဲ့ဖြစ်နေလဲမှန်ပါကမ္မတကအိတ်နေတဲ့ဖြစ်စီကမ္မအိတ်နေတဲ့ဖြစ်စီတယောက်တည်းကြံလုံးထုတ်ပြီးကိုယ့်ဟာကိုယ်မပိုင်မဲပဲဖြစ်နေတဲ့လူကအိတ်တဲ့လူနဲ့သူနဲ့ရံဖြစ်နေပြီမဖြစ်ကြဘူးလားသဘောပါကြလားအမလေးဖြစ်မှဖြစ်ရတယ်ဓမ္မကဒါဘာဖြစ်တာတော့မေးရင်မနဲ့ဖြေကြပါမှန်တောင်လွဲတာမနှောကြည့်မှန်ထောင်လွဲတာထောင်ရင်လို့ရှိရင်ခင်ဗျားတို့ဒီကလည်းကိုယ်ခန္ဓာကိုယ်ကြီးကဘာသစ္စာပါလိမ့်မလို့ထောင်မစမ်းပါလားဟောဒုက္ခသစ္စာသိတဲ့စိတ်ကလေးအလယ်မှာပေါ်ခြင်းမနှောဉာဏ်စိတ်ကလေးဉာဏ်စိတ်ကလေးပေါ်လိမ့်မယ်နော်ဒီလိုတော့လှည့်ဘူးရဲ့လားဘယ်နဲ့ပြကုသိုလ်ရမှာစိုးလို့လားဒီလိုကြတယ်မလှည့်ဘူးဆိုတော့အမှန်ကြောက်ကြကောင်းနေတယ်ဆိုတော့ပေါ်ကြဗလားဩတရားဓမ္မတို့ခင်ဗျားတို့ဝါသနာဇိုးတွေရှိတယ်နော်ကဲရမဟုတ်ပါဘူးတရားဓမ္မတို့ပြည့်တင်တာသက်ပါလို့မှတ်ပါဝါသနာဇိုးရှိနေတာဝေးဝါသနာဇိုးထောင်ရမှသာမထောင်ဘူးဘုရားခင်ကိုယ်တော်မြတ်ကြီးကမှားကြတယ်တဲ့မင်းတို့မှန်ထောင်နေလို့ရှိရင်ထောင်ပါกว่าဆိုပြီးသစ္စာတန်ရုံမှာကျ
ကျမ်းကျင်စီကျင်လို့ရှိရင်ဖြင့်ဒီခန္ဓာကိုယ်ကြီးပဲလှဲ့ထောင်ပါတဲ့မနှောကြည့်ဘာသစ္စာတုံးလို့တွေးလို့နဲ့ထောင်လိုက်စမ်းပါထောင်လိုက်တော့ဘာသစ္စာလို့ပြောလိမ့်မယ်ထင်တယ်ဒုက္ခသစ္စာလို့ပြောတော့ဒုက္ခသစ္စာလို့ပြောတော့ကျွတ်တော့ဒုက္ခသစ္စာလို့သိလိုက်ပြီနဲ့ပင်လာမဲ့ပရိစ္ဆေသမုပ္ပါသုံးခုစလုံးအကုန်ပြဘူးလားဒုက္ခသစ္စာသိတဲ့စိတ်ကလေးတကားတော့ဖြတ်ဆိုမဲ့ခင်နေပေါ်လာခန္ဓာပဲလက်ထောင်လိုက်တဲ့အခါကျတော့မဲ့ခင်၅ပါးပေါ်လာဘူးလားခန္ဓာပဲလက်ထောင်တော့ဘာပေါ်တော့ကြံခြင်းဒါကိုကြံရပါတဲ့ကာမဝိတ္တဗျာပါဒဝိတ္တဝိညာဝိတ္တတွေတော့ဖြင့်အဲ့ဒီပဲဖြစ်လောက်တဲ့ဝိတ္တဖြစ်လောက်တဲ့ဘက်ကိုတော့လှည့်မထောင်လိုက်ပါနဲ့ပေါ်ကြလားဒါခွန်ကြီးကဒကာဓမ္မတွေနားလည်မှုရှိအောင်လို့ပြောတာပါတဲ့ဘုရားကကြံစည်ခြင်းလို့ရှိရင်ဤခန္ဓာကြီးဘာသစ္စာတုံးလို့ဟောတွန်းလိုက်လို့မောင်ကိုတို့ကြံ့ညက်ပါကြံလိုက်တော့ခင်ဗျားတို့ကတရားကလည်းနာပြီးသားဖြစ်နေတယ်ဖြစ်ဖြစ်တွေကတွေ့ပြီးသားဖြစ်နေတော့ဘာသစ္စာလို့ပေါ်လာမယ်ထင်တယ်ဟောမဲ့ခင်ပေါ်လာအကြံကောင်းတော့မဲ့ခင်ပေါ်အကြံကောင်းတော့အကြံဆိုးတော့ပရိစ္ဆေသမုပ္ပါပေါ်တယ်ရှင်းမလားပရိစ္ဆေသမုပ္ပါအစပေါ်လာဘူးလားဒါပြန်အကြံကောင်းတော့ဘာပေါ်တော့အကြံကောင်းတစ်ချက်ဆိုတာကမှတ်ပြီးတော့မဲ့ခင်လားမှတ်ပြီးတော့ဒါနိဗ္ဗာန်ရောက်မှာပဲအကြံဆိုးလို့ရှိရင်ခင်ဗျားတို့ဒီကားလို့ရှင်မယ်တသံတရားလုံးဒုက္ခဆက်ကြီးလဲကြပြီတော့ဒါဖြင့်ဒကာဓမ္မတွေကျွတ်တို့ဘာမှအပြစ်မရှိဘူးလို့မထင်ပါနဲ့တဲ့ဒီမှန်တစ်ချက်ရထားလို့မှန်ထောင်လိုက်လို့မဟုတ်တဲ့ဘက်ကထောင်လိုက်လို့ရှိရင်မြေကြမယ်စိတ်ကူးတယောက်တည်းအယူထပြီးပြုံးမယ်လို့စိတ်ကူးဘာမှမှန်လို့ရပြီအဝိဇ္ဇာဖြစ်မယ်လို့ဆိုတာပေါ်တော့မှာပဲဆိုတာသေချာမှတ်ပြီးတော့ဒါဘာလဲလို့ပါလေဒကာဓမ္မတွေအဲဒါကြောင့်ဘုန်းကြီးတွေတဲ့ဥက္ကမောင်အလွန်ရှင်းအောင်ပြောနေတယ်ဆိုတာမှတ်ပါနော်ကာယိသဒီမနိစ္စပရိစ္ဆေဓမေစ္စဝိရိမနောဝိညာဏံဆိုတာမနောဝိညာဉ်ဆိုတာအမှန်တန်ကျဲမနောဝိညာဏတဆိုတာကအမှန်တန်မှများတဲ့တရားတွေကဲဒကာဓမ္မတို့ဘုရားခင်ကိုယ်တော်ကြီးကမှန်တောင်ရင်ပဲလက်ထောင်ရအောင်လို့မိမိခန္ဓာပဲဘာသစ္စာပါလိမ့်မလို့လက်ထောင်ဒုက္ခသစ္စာဆိုတော့ဒုက္ခသစ္စာဆိုတာကခန္ဓာကဒုက္ခသစ္စာသိလုံးလေးကမဂ္ဂသစ္စာခန္ဓာကခန္ဓာဒီကနေမနောကြည်လေဒီခန္ဓာပဲလဲဒါပါလိမ့်မလို့မနောရဝဇ္ဇနဲ့ဘုံကြီးပေါ်မှန်တယ်ပြီးမနောရဝဇ္ဇနဲ့ဆင်ញင်လိုက်တဲ့အခါကျတော့ဒုက္ခသစ္စာပါလားလို့သိလုံးနဲ့မဂ္ဂင်ပေါ်လာမပေါ်ဘူးလားဘာပေါ်ကြတော့ကိုင်းတရားဓမ္မတို့ကျန်ရင်ဒီကားဖြင့်ဒီကရှိမှန်တောင်မလွယ်ပဲနဲ့ခန္ဓာပေါ်ထောင်ကြည့်ပါသဘောကျစိတ်ကလေးတစ်ခုပေါ်လာလို့ရှင်ဒီခုနကပေါ်လာတဲ့စိတ်ကလေးကဘာလို့ပါလဲမလို့ထောင်ကြည့်လိုက်ခုနကပေါ်လာတဲ့စိတ်ကလေးကဘာလို့ပါလဲမလို့ထောင်ကြည့်တဲ့အခါကျဟာအနိစ္စလေးပါလားဆိုတဲ့စိတ်ကလေးပေါ်လာပြီးမဲ့ခင်ပေါ်ဘူးလားဒုက္ခလေးပါလားလို့ဆိုတဲ့မဲ့ခင်ကဒုက္ခသိတဲ့မဲ့ခင်ကောဒုက္ခသစ္စာသိတဲ့မဲ့ခင်တွေကောအဲ့ဒါဒီလိုပေါ်အောင်ထောင်နိုင်ပြန်လို့ရှိရင်တော့လေမဲ့ခင်ကြီးပေါ်နေဒါကြောင့်နိဗ္ဗာန်ရသွားတဲ့ပုဂ္ဂိုလ်များမှာမောင်တွန်းလိုက်မောင်ကိုယ်တို့ဥက္ကမောင်တို့ရိပ်မရောက်တော့မှန်ထောင်တဲ့သွားတာရှင်းကြပါတဲ့သွားကျွတ်တို့ခင်ဗျားတို့ကတော့အယူမှန်ရဖြစ်နေလို့ပြုံးတယ်လဲမဲတခုံဖြစ်နေတာဘူးရိပ်မြည်လားကျွတ်တို့ကတော့ဘာရတာလို့ယုံတာတယ်လဲမဲတာတခုံဟုတ်လားမောင်းနေတာကတရားဆိုတခါတည်းများဘာဖြစ်နေမှန်းသူမျက်နှာလေးကြည့်လို့ကိုဖြစ်เสียမပါတဲ့ခါရှိသေးတယ်မရှိဘူးလားမှန်လူနဲ့ချပြီးဒီကလာမကြံတော့မစီတာဖြစ်နေတော့မှန်တောင်ကလွဲနေတော့အဝိဇ္ဇာကြီးဖြစ်နေတာဘူးအဝိဇ္ဇာစိတ်ပေါ်နေတယ်ဆိုတာသဘောကျအဲ့ဒါတရားဓမ္မတွေအိယာတွေကနေပြီးတေဥနှုတ်ဆက်တာတော့မကောင်းပါဘူးသဘောကျလားအိယာတွေကနေပြီးတေဥနှုတ်ဆက်တာကတော့မကောင်းပါဘူးတရားဓမ္မတို့ကိုယ်ရင်သွားရတာကတော်သေးဓမ္မရဲ့ကျုပ်တွေလာခဲ့ပါမယ်ဆိုတော့သွားကအတော်ဆိုးတယ်ဥက္ကမောအိယာတွေကနေတေဥနှုတ်ဆက်တာမလုပ်နဲ့တော့မှန်တော်လည်းဖြစ်တာဘယ်နဲ့ဆိုကြမှန်တော်လည်းအိယာတွေကနေဘာနှုတ်ဆက်မိတေဥဆိုတော့နှုတ်ဆက်ကောင်းတာမဟုတ်ဘူးဝေးအောင်ပြေးရတာတေဥနဲ့ဝေးအောင်ပြေးရတာဘယ်လေးပါးနဲ့ဝေးအောင်ပြေးရတာဒကာဓမ္မတွေမဟုတ်ဘူးလားအဲ့တော့ဒီနေ့
မနောကြည်ကိုပရိစ္ဆေသမုပ္ပါဆက်ပြရသဖြင့်အကျယ်ဆုံးပရိစ္ဆေသမုပ္ပါဖဲဆိုတာမောင်တန်းလိုက်တော့မောင်ကိုတို့ပေါ်ကြလိုက်သူကဘယ်မျိုးလာနိုင်လဲ၃မျိုးလာနိုင်တယ်ဘယ်နဲ့ကြောင့်၃မျိုးလာပါလိမ့်မလို့လို့တက္ကသိတို့မေးမယ်ကိုမြတ်ရွှေတို့မေးမယ်ဥဇန်တို့မေးမယ်မောင်များတို့မေးမယ်ဆိုဘယ်နဲ့ဖြေကြမင်းတို့ကဒီမှန်လေးတစ်ချက်နဲ့ခုဘုရားဟောတော်မူတဲ့အတိုင်းဘုရားပြောတော်မူခန္ဓာပဲလှည့်ထောင်ပါကွာဘယ်နဲ့မှားပါလဲဘုခန္ဓာပဲလှည့်ထောင်ပါဘုခန္ဓာပဲလှည့်ထောင်လိုက်တဲ့အခါကျတော့ဒကာဓမ္မတွေအတုကရိတ်ကြီးရင်လည်းအတုကသိတဲ့ဉာဏ်ရင်လည်းပေါ်လာပြီဘယ်ပဲလှည့်ထောင်လိုက်လို့တခါဘုခန္ဓာထဲမှာစိတ်ဆိုတော့ဝိညာဉ်နဲ့ခန္ဓာပဲလှည့်ထောင်လိုက်ပြန်တော့လေအရင်ချုပ်သွားတဲ့စိတ်ကလေးအရင်စိတ်ကလေးကဘာပါလိမ့်မလို့တွေးကြည့်စမ်းပါလားအရင်စိတ်ကလေးကအနိစ္စလို့သိတဲ့ဉာဏ်ရင်းပေါ်လာဘူးလားအဲ့ဒါမှန်တောင်တဲ့ပြန်တော့ခန္ဓာပဲလှည့်လှည့်ထောင်ခုနကရားရတယ်ရှိမရှိလေလှည့်ထောင်ကြည့်စမ်းရှိသေးရဲ့မရှိတဲ့အခါကျတော့မှန်တောင်ကတဲ့ပြီးဒီကလာသွားတော့ဘုန်းကြီးတို့ဒကာဓမ္မတွေမှာမဲ့ကြည့်ပေါ်နေသဘောကျဘာတွေပေါ်မဲ့ဉာဏ်လေးကြီးပေါ်နေတယ်ဆိုတာရှင်း납ဗလားဒါဖြင့်ဘုရားခင်ကိုရမေကြီးကသစ္စာတန်ရုပ်မှာဟောတဲ့အတိုင်းကြံစီတွေးတော့ခြင်းလို့ရှိရင်ခန္ဓာပေါ်မှာကြံစီတွေးတော့ပါအခုပေါ်လာတဲ့ကဘာပါလိမ့်မလို့ဒုက္ခသစ္စာပဲလားသမုဒယသစ္စာပဲလားသမုဒယသစ္စာမှန်ပြီပြန်လို့ရှိရင်လည်းမေဃသစ္စာပေါ်လာနိရောဓသစ္စာလို့ပြီပြန်ရင်ရောရှင်းကြဒုက္ခသစ္စာလေးကိုဒုက္ခသစ္စာလေးပါလားလို့သိပြန်ရင်ရောအဲ့တော့မှန်လဲကြံလို့ရှိရင်ဘယ်ပဲလဲကြမယ်ခန္ဓာ၅ပါးပဲလဲလိုက်ရှင်းမလားဘယ်ပဲလဲကြမယ်နောက်ပြန်ရဒီနေ့ပြန်တဲ့ခါကျတော့အိတ်ကြလိမ့်မယ်နော်အိတ်ကြတဲ့ခါကျတော့ဘုရားလက်တင်ကောင်းမကောင်းကြသည်နဲ့ပြင်တယ်ဆရာဘုန်းကြီးကမှာတယ်ဘုရားကမှာတယ်ဘယ်ဘက်မှမလဲရတယ်ရှင်းမလားလဲကျင်လို့ရှိရင်ခန္ဓာ၅ပါးဘက်ကိုလှည့်ပါတယ်ဒီပြင်ပဲလဲလို့ရှိရင်ပရိစ္ဆေသမုပ္ပါထွက်လာပြီဒီဘက်လဲလာလို့ရှိရင်မဲ့ထွက်လာတာပဲခန္ဓာပဲလဲရင်ဒီပြင်တခြားပဲလဲရင်ပရိစ္ဆေသမုပ္ပါထွက်လာလိမ့်မယ်ပရိစ္ဆေသမုပ္ပါဆိုလို့ရှိရင်ဒကာဓမ္မတွေကခင်ဗျားတို့ရပြီးသားပဲဒုက္ခခန္ဓာသာသမုဒိယဟောတိရှင်းလားခန္ဓာပဲလဲလိုက်လို့ရှိရင်ဒုက္ခခန္ဓာသာနိရောဓဟောတိပေချာမပါဒီနှလုံးမှာအနံရေးကြီးနေပြီကမောင်ခန္ဓာပဲလှည့်လိုက်တဲ့အခါကျတော့ဗါတဲ့မက်ပေါ်လာတဲ့ဒုက္ခခန္ဓာကရှင်းမလားကဲသားတွေသမီးတွေဆွေတွေမျိုးတွေပစ္စည်းတွေပဲချွေတွေမျိုးတွေပဲအယောင်းဝယ်တွေပဲလှည့်လိုက်တဲ့အခါကျတော့ဘာတွေပေါ်လာဒုက္ခခန္ဓာသာသမုဒိယဟောတိဒုက္ခစုကြီးပေါ်လာတယ်ရှင်းမလားကိုယ်ခန္ဓာဘက်ကိုဆရာဘုန်းကြီးဟောတဲ့သင်္ကေယဟောတော်မူတဲ့သင်လဲလိုက်တဲ့အခါကျတော့ဘာပေါ်လာလို့မက်ပေါ်လာလို့မက်ဆိုတာဒုက္ခဖြတ်တယ်ရိပ်မိကြဩဒါဖြင့်နိဗ္ဗာန်ရောက်ကြောင်းဒီမှန်ပေါ်မှာမင်းနေပါဒကာဓမ္မတို့မှန်နဲ့တတ်ဖို့ပေါ်မှာမင်းနေတယ်ဒီနေ့တေချာထူးထူးခြားခြားမှတ်ပါမော်လုံးလိုက်မော်ကိုတို့နော်နိဗ္ဗာန်ရောက်ကြောင်းဟာမှန်လက်တတ်ဖို့ပေါ်မှာအရေးကြီးတယ်သဘောကျလားနိဗ္ဗာန်ရောက်ကြောင်းဟာမှန်လက်တတ်ဖို့အရေးကြီးတယ်ဒါနဲ့သမီးနဲ့ပြည်စည်းနဲ့ဆွေနဲ့မျိုးဘက်ကိုလှည့်လိုက်မယ်တရားဓမ္မတို့ပါဠိရွတ်စံလှည့်တာလှည့်ကြည့်မယုံလို့ရှိရင်လှည့်ကြည့်ခင်ဗျားတို့ဒုက္ခခန္ဓာကဒုက္ခအစုသမုဒိယဖြစ်ခြင်းဒီဟောတိဖြစ်ဒုက္ခအစုဖြစ်ခြင်းပဲသဘောကျလားကဲကိုယ်ခန္ဓာပဲကိုတခါတည်းဝေဒနာခန္ဓာပဲလှည့်လိုက်ဝိညာဉ်ရဲ့ခန္ဓာဆိုတဲ့စိတ်ပဲလှည့်လိုက်ရုပ်ပဲလှည့်လိုက်ကိုမြတ်ရွှေတို့ဘာပေါ်မယ်ထင်တယ်ဘယ်နဲ့ကြောင့်ဒုက္ခခန္ဓာကနိရောဓဖြစ်သွားပါလိမ့်မဲ့ပေါ်လို့ဟောခန္ဓာပဲလှည့်လိုက်ရင်မဲ့ပေါ်တယ်သဘောကျဒါယုံကြီးရှိပါရဲ့ခံလှည့်လိုက်လို့ရှိရင်ပရိစ္ဆေသမုပ္ပါပေါ်သောကြောင့်ဒုက္ခခန္ဓာသသမုဒိယဟောတိရှင်းကြလားရှင်းပါတခါကလေးများခင်ဗျားတို့အိမ်မပြောတာကဒုက္ခအစကိုရအပယ်သွားမှာကဒုက္ခအဆုံးအိမ်မပြောတာပရိစ္ဆေသမုပ္ပါပေါ်လာလို့
ရှင်းမလားဒုက္ခဒေါမနတာတွေမပေါ်လာဘူးလားအဲ့ဒါကဒုက္ခခန္ဓာသမဖြစ်သေးဘူးလားဒုက္ခခန္ဓာသမုဒိယဟောတိဆိုတာမသေးကြဘူးလားအဲ့ဒါမကနိုင်တဲ့မောင်ကိုတို့ဘာဖြစ်သွားတာတုံးဘာလွဲတာတုံးကဲခတ်ကြစမ်းမနှောကြည့်မှန်တောင်လွဲလိုက်ဥက္ကမောင်မနှောကြည့်မှန်တောင်လွဲလိုက်လေရှိလို့ရှိရင်ဖြင့်ရည်ကြတဲ့ပြိဿသမုပ္ပါတော်၎င်းဟုတ်လားမတရားသဖြင့်အယူပြုံပြုံးတဲ့ပြိဿသမုပ္ပါအစတော်၎င်းမှန်တွေကြတဲ့အဝိဇ္ဇာပြိဿသမုပ္ပါအစတော်၎င်းပေါ်ဒီပြိဿသမုပ္ပါသုံးခုတစ်ခုပေါ်လိုက်လို့ရှိရင်ဒကာဓမ္မတို့မှန်ထောင်လွဲတဲ့အတွက်ဒုက္ခခန္ဓာသသမုဒိယဟောတိဒုက္ခခန္ဓာသဒုက္ခရှိသမုဒိယကိုယ်ပိုင်ဖြစ်ခြင်းသည်ဟောတိဖြစ်သမုဒိယဆိုတာကိုယ်ပိုင်ဖြစ်တာရင်းနေကြလားဒုက္ခရှိရှိကိုယ်ပိုင်ဖြစ်တာသဘောကျဒကာဓမ္မတို့ဒုက္ခရှိရှိကိုယ်ပိုင်ဖြစ်တဲ့လက်ပဲအရင်ကြကြရှာလိုက်စမ်းဘုရုကြောင့်တို့ခင်ဗျားတို့ကကိုရင်ထုတာတော့သူများနာတာတော့ဟုတ်တယ်မဟုတ်ဘူးကိုရင်ထုတာသူများနာလားဘုရုနာဒီလည်းမှန်တော်လဲဘုရုနာမယ်ထင်ကြအဲ့ဒါကိုရင်ထုတဲ့ပုဂ္ဂိုလ်ဘုရုကများခင်ဗျားတို့သနာသေးတော့မိုက်လို့ထုတာဘူးဗျမိုက်လို့ထုတော့ဘုရုကသနာသေးတော့ဒီမှာသူကသူအိပ်ရတယ်မြန်မြဲရကြပြီးဒီကလာနေသာသမီတွေကလည်းရှူးရှဲနဲ့အိပ်နေကြခမန်းတွေကလည်းအိပ်နေကြအမေလုပ်တဲ့ပုဂ္ဂိုလ်ကအဆွေးနိုင်လို့ဆွေးနေတဲ့အချိန်မှာဘယ်သူများလာသနာသေးဘာသူကသူရေးထားနေတာလူကသနာကြရှိတုံးပြန်ရေးပြီဗလားသူကသူဘာပြောနေတာလဲဒါကြောင့်ဘုထုဇဉ်အယူဆိုတာပေါ်ဗလားဘယ်နဲ့ကြောင့်ဘုထုဇဉ်ယူပါလိမ့်မတော့လို့မဲတဲ့ခါကျတော့အယူမကောင်းတဲ့မှန်ရထားလို့ရှင်းကြဗလားဘာရထားလို့အယူမှန်ရထားလို့ထောင်ကျင်တဲ့ပဲလက်ထောင်လိုက်တဲ့အတွက်သူကမြေကြကျင်လို့ရှိရင်စိုးရိမ်ရပဲထောင်လိုက်တာပဲသဘောကျလားပြုံးကျင်လို့ရှိရင်ပြန်ခေါင်းကအကုသိရပဲကထောင်လိုက်တာပဲပြုံးကျင်ရင်သာသမီတွေအတုံးယုံနဲ့ပူရမရှိဘူးတခါတည်းကကိုယ့်အကူများပြုံးနေသေးတယောက်တည်းမှာဟိုဟာရဲ့ဂျိုတွေလို့လည်းမသိဘူးအနိစ္စတွေလည်းကိုသိရလားဒုက္ခသစ္စာတွေရဲ့လို့ရှင်စစ်တဲ့ဒုက္ခသစ္စာတွေမှမဟုတ်ဘူးမဟုတ်ကြလားအဲ့ဒါတွေဒုက္ခသစ္စာတွေများကြည့်ပြီးဒီကလာသူကပြုံးနေစိတ်များပေါ်နေအဲ့ရတယ်မှာဘာကြည့်ပြီးပေါ်နေတာပါလဲဒုက္ခသစ္စာလည်းသိပြီးပြုံးတာလားအာဟုရမယ်လို့ထင်မှတ်ပြီးပြုံးတာလားဒါဖြင့်ယူမယူကဲခက်ကြဆုံးဒုက္ခသစ္စာကိုဒုက္ခသစ္စာလို့ထင်လို့ရှိရင်ဖြင့်မဲ့ခင်ပေါ်ရမှာသူတဏှာပေါ်နေတယ်တဏှာမာနပေါ်ဘူးလားအဲ့တော့ဘာဖြစ်လို့လဲဆိုတော့အယူမှန်ရထားလို့တရားဓမ္မတို့ပေါ်ခြင်းညာပေါ်နေတာရှင်းကြလားဒါဖြင့်ဘုန်းကြီးမှားတဲ့အလုံးကိုသေးသေးတိမ်တိမ်အဓိပ္ပာယ်လို့မမှတ်ခဲနဲ့အိယာဝင်လို့ရှိရင်မှန်တယ်မလွဲစီနဲ့တယောက်ပဲနေရင်မှန်တယောက်ချင်းနေမှာဟိုထုံဒီထောင်ရရင်းပြီလားတယောက်ချင်းနေမှာပဲနေတော့ဟိုထုံဒီထောင်ဆိုတော့ရှူလုံးများတဲ့လူကြံလုံးများတဲ့လူစိုးရင်လုံးများတဲ့လူပါဥက္ကမောအဲ့ဒါအယူပဲဆိုတာမှတ်ပြီးတော့ဒါတွေကလည်းတော်မိတွေလည်းငယ်ငယ်အိမ်ကခံမကလည်းအသုံးမချခိုက်တဲ့ဖြစ်ချင်းဆိုရင်သွားဘောဗျာမသွားဘူးလားသွားပြီတရားဓမ္မတို့မိမရဲ့လည်းတီတောင်တော့ဥတံပဲထမ်းဆိုတော့သူကလည်းထမ်းကုန်မရခက်လိုက်တဲ့ဖြစ်ချင်းဘာဖြစ်တာလဲမိမပဲလေဒီဆွမ်းထောင်လိုက်တာမှန်ထောင်လို့သူကအာဟုရမရတော့သူစိတ်ထဲဘာဖြစ်တယ်ဒေါမနတာဖြစ်ဒေါမနတာဖြစ်ဘူးလားအဲ့ဒါကိုအာဟုရမယ်ငခုကခန္ဓာ၅ပါးတရားဓမ္မတို့ကာဏသစ်ပင်လို့ဘုရားကဟောခန္ဓာ၅ပါးကာဏသစ်ပင်ကြီးမှတ်ထားသမှာကာဏသစ်ပင်ဆိုတာရေတိုက်ချတယ်လို့အမြစ်တွေဘာမှမရှိတော့ဘူးတွေ့ထားတာကသစ်ပင်ကိုကဥက္ကမောရေထဲကိုင်းနေမဆွဲခင်ကပြုတ်ချင်ကြခန္ဓာ၅ပါးဘာနဲ့တူတော့ကာဏသစ်ပင်နဲ့တူတယ်အဲ့ဒီကာဏသစ်ပင်ကိုတကယ်အားကိုးရမှာသာအားကိုးရမှာသမီးအားကိုးရမယ်ဆိုတော့ခန္ဓာတွေအားကိုးလိုက်တဲ့အတွက်ဒါတွေကအနိစ္စတွေမို့ထော်လောကန်းတွေကမလာဘူးလားလာတဲ့အခါကျတော့ဒီလိုဖြစ်လိမ့်မယ်မထင်ဘူးတရားဓမ္မတွေကတွေးလို့မြင်နေပေါ့လေဗျာဘယ်လိုများတွေးကြပါလိမ့်ဒီလိုဖြစ်လိမ့်မယ်မထင်မဲ့ဒီလိုဖြစ်မှန်တယ်ကောခင်ဗျားတို့ကမတွေးရလို့ရင်းပြီလားအခုတူနေတာဒီတရားဓမ္မတွေဘယ်မလို့တူနေကြတယ်ရင်းပြီလားတယောက်တည်းနေရင်ခွဲကြမရှိဘူး
နှစ်ယောက်နေပြီးတော့ဒါပြန်ခင်ဗျားတို့ဒီတယောက်တည်းနေရင်ဘယ်လိုဖြစ်မှာဆိုလို့နှစ်ယောက်နေမိတာတုံးလို့မေးလို့ရှိရင်အဖြေပဲနဲ့ထွက်ကြတယောက်တည်းနေရင်ခွဲစရာမရှိမှဆိုလို့ရိပ်မိဗလားတယောက်တည်းနေရင်ဒါကြောင့်ခွဲစရာရှာရတယ်ဆိုတဲ့စကားအဖြေမှန်မှဟုတ်ကြလားဟောကိုရိပ်မိရလားတယောက်တည်းနေရင်မတင်နဲ့ခွဲမခွဲစရာမရှိတာနေကြကြရောတို့တော်လည်းဓမ္မတွေကတယောက်တည်းနေလို့ရှိရင်မဖြစ်သေးပါဘူးမျက်ရည်ကြကြရှားနေရောမယ်သဘောကျတယောက်တယောက်လူဝင်ကြရင်နေကြမှာမဟုတ်လားဒီလိုပြောလည်းနေကြမှာပဲရှင်တော့အလိုမကြရင်ဟောအဲ့တော့ဒီထောင်မှတော့မျက်ရည်တွေလကားပြက်ကုန်ရောမယ်ရင်းလိဗလားဘုဒ္ဓမောင်ကိုလေးဟုတ်ကလားဓမ္မတွေသဘောပါကြအဲ့ဒါငခုကမှန်တစ်ချက်အထောင်လွှဲလိုက်တဲ့ဥစ္စာဒီယောက်ျားဆိုလို့ရှိရင်ဖြင်းခမမှရှိမှာပဲဒီလိုဆယ်ရည်ဆိုပြီးမှန်ထောင်ချလိုက်တာပြီးပါရောလားတဲ့တခါလေငိုလို့ရလားမရဘူးလေရငခုကငိုကြရရှိရလားငခုကသူတယောက်တည်းနေလို့ရှိရင်မင်းဘာမှကြည့်ငိုနေတာတော့မေးရမဟုတ်ဘူးဘယ်နဲ့ဖြေမလို့ဘာမှသူဖြေစရာမရှိဘူးမို့လားနောက်ကြတော့ဖြေစရာမရှိမှဆိုတယ်နဲ့ဖြေစရာရှာရဘုရားမောင်ဒီတွေကမရဘူးလေရအဲ့ဒါတော့ကြောက်အဲ့ဒါဘယ်ကစခဲ့တာတုံးဆိုတာရိပ်မိကြမှန်တောင်လွဲကစတယ်ဘောကြကလားဒကာဓမ္မတွေဘယ်ကစလဲမှန်တောင်လွဲကစတော့မူတဲ့ပြိဿသမုပ္ပါတန်းသဘောကျပထမတော့ပြုံးတဲ့ပြိဿသမုပ္ပါတန်းပထမတော့ဗာတန်းနောက်ကြတော့မှန်သူရှာတဲ့ပြိဿသမုပ္ပါတန်းသေးတယ်တကွေကရဇက်ကြီးလို့ဖြစ်နေပါပေါ့လားအဆက်ရှိနေတယ်ဘောင်ကိုမလာရဘူးလားအဲ့တော့ပြိဿသမုပ္ပါဘယ်မျိုးတန်းအဲ့ဒါဘာဖြစ်လို့ပါလဲကဲဒီကရှိဆက်လွယ်အောင်မယ်ဆိုဒီသုံးရုပ်ကိုယ်ပိုင်ရအောင်မှာပဲဒီကရှိဆက်လွယ်အောင်မယ်ဆိုရင်ဒါဖြင့်ဒကာဓမ္မတို့ခင်ဗျားတို့ပုရုဇဉ်ဟာယူမယူရလားလို့ဆိုတာကရိပ်မိယူတာကိုဒကာဓမ္မတို့ခွန်ကြီးကပြောတာလားခင်ဗျားတို့မှန်ထောင်တာကငုံမဲ့ပဲထောင်လိုက်တာယူလို့လားမယူလို့လားဒီတော့ခင်ဗျားတို့ကဘုရားရှိခိုးသွားပြီးကျုပ်ဘယ်ကမဆိုအဟံဝေရောဟောအန္တရာယ်ကင်းရပါလိမ့်ဖေရမှန်ပြန်ထောင်လိုက်တာငုံမဲ့ကြီးထောင်တယ်အန္တရာယ်တော့ကင်းရပါလိမ့်လို့ဆိုတယ်မှန်ထောင်တော့ဘယ်ပဲထောင်အဲ့တော့ခင်ဗျားတို့ဟာကအမတန်ခဲနေပြီဆိုတာဟောတွန်းလိုက်လို့ပေါ်လိုက်နေရင်ကိုယ်မေတ္တာပို့ကြရလားမေတ္တာပို့တော့ကိုယ်ကျမ်းပါစေကိုယ်စိတ်ကိုယ်ချင်းချင်းစိတ်ချင်းချင်းကိုဒကာဓမ္မတို့ကြောက်လွန်းလို့အဟံဝေရောဟောမီမလုပ်ကြဘူးကိုယ်မှာဘာဖြစ်ချင်ကြချမ်းသာခြင်းလို့ရှိရင်အဲ့ဒါကဒါတော့မဆူးရှာဘူးတဲ့မှန်တောင်မလွဲလို့ရှိရင်ချမ်းသာသဘောကျမှန်တောင်မလွဲရှင်းကြလားဒကာဓမ္မဒါဖြင့်မေတ္တာပို့နဲ့မှန်တောင်တဲ့တာနဲ့ဘယ်ရတာကောင်းမေတ္တာပို့ပြီးမှန်တောင်လွဲနေမကောင်းဘူးဆိုတာသိကြမလား။ဂိုင်းဒကာဓမ္မမှန်တောင်တစ်ခါလွဲလို့ရှိရင်တစ်သက်လုံးမျက်ရည်နဲ့မျက်ခွဖြစ်ရပေါ်ကြမှန်တောင်တစ်ခါလွဲကြည့်ရပါတော့တော်ကြသားပြီးပေါက်ပွားလာမယ်ဟုတ်လားခင်မွန်းတွေဖောက်ပြန်လာမယ်ခင်မွန်းမှဖောက်ပြန်လာမယ်ဆိုလို့ရှိရင်ဘယ်နဲ့တုန်းဒကာဓမ္မပထမမှန်တောင်လွဲလိုက်တာလေအဲ့တော့မျက်ရည်ကြပွေရာတွေကဥက္ကမောင်သိမ့်လို့ဆဲလို့ကိုပြီးနိုင်ရလားမပြီးနိုင်လို့ပေါ့ဗျာတွေးလို့ဆွေးလို့ဆိုတာလားလာနေတာမပြီးနိုင်လို့ဘယ်လိုပြောကြလဲတွေးလို့ဆွေးလို့ဆိုတာမှန်အဲ့ဒီကိုဆက်ထုံတာပဲဘယ်နဲ့ထောင်လေးတော့ဒီတကယ်ရင်သာဆိုရပဲသမီးဆိုရပဲခင်မဆိုရပဲကြီးလက်ထောင်နေတာကျုပ်တော့သိဆောင်မကြည့်ဘူးဟုတ်ပါဘူးမသေးခင်ကြည်နေတာပါဒကာဓမ္မတော့မသေးခင်ကိုကဒီလူလူပြီးရလားမပြီးတော့သေတော့မကြည့်ဘူးတဲ့ပြောမသေးခင်ကြည်ရလည်းပြန်မကြည့်ဘူးရှင်းကြပါလားဒါပြန်ဒကာဓမ္မတွေဒီလိုလုပ်ကြဆိုတော့ဘုရားစကားကသာဘုရားဆိုတာဘယ်လိုကြောင့်ဘုရားတော်ဆိုလို့ရှိရင်ဒကာဓမ္မတို့နှခွန်းသောစကားကိုမပြောတတ်သောကြောင့်ဘုရားရိပ်မိဘုရားဆိုတာဘာပါလဲရှင်းပြီနော်နှခွန်းဘယ်တော့မှမပြောဘူးတဲ့သူမောင်ကိုပါလေတော့ဟဲ့ဒါပြန်နှခွန်းသောစကားမပြောတတ်သောကြောင့်ဘာတော့ကဲတစ်ခါသွားလိုက်တခွန်းနဲ့အမှန်ကိုပြောရသောကြောင့်လည်းဘုရားရှင်းမလားတခွန်းနဲ့နှခွန်းသောစကားကို
တခေါနဲ့အမှန်ကိုပြောရတော့ကြောင့်ဒါဖြင့်အဲ့ဒီစကားလေးတလုံးမမေ့ကြည့်ပါနဲ့နော်မင်းတို့မှန်ထောင်ရင်ထောင်ပါကြံရင်ကြံပါကွာခန္ဓာဘက်ကိုလှည့်ထောင်ပါတခေါနဲ့မှန်ပြောလိုက်ခန္ဓာဘက်တစ်ခုတည်းကလှည့်ထောင်ဒကာဓမ္မတို့ပဲလှည့်ထောင်အောင်ခန္ဓာဘက်လှည့်ထောင်တော့ကိုတဲ့အခုလိုတရားကြီးဝထားတဲ့ပုဂ္ဂိုလ်တွေကြတော့ခန္ဓာတွေကရလာပြန်လဲဩဒုက္ခသစ္စာပါလားအရင်စိတ်ကလေးပြတ်သွားပြန်အောင်ဒုက္ခသစ္စာပါလားဆိုတော့ခန္ဓာဒီခန္ဓာကြီးဘာဖြစ်နေပါလဲငါကလှည့်ထောင်လို့ချင်းခန္ဓာကြီးကပင်ကိုယ်ကတန်ခိတ်တေနပြင်စုပါဒနက္ခန္ဓာပြီးဒုက္ခသစ္စာလို့ဟောထားတော့သူကဒုက္ခသစ္စာပဲပြောသောကြောင့်ဒုက္ခသစ္စာသိတဲ့ကျွတ်တို့မဲ့ခင်မဲ့ပေါ်ရမန္တန်တဲ့ရင်ဘာသစ္စာပေါ်မယ်မန္တန်တဲ့ဒီနဲ့ပြင်တဲ့မောင်ထွန်းလိုက်မောင်ကိုတို့သေသေးချာချာမှမဲ့ကသစ္စာပေါ်တယ်ရှင်းမလားမန္တန်တဲ့ရင်မဲ့ကသစ္စာပေါ်တယ်ဆိုတဲ့ဓမ္မတို့ကောင်းကောင်းရေးမိဗလားဘုကမောင်ရေးမန္တန်တဲ့ရင်ပါတဲ့နှခွန်းသောစကားမပြောတတ်သောကြောင့်လည်းဖရာတခွန်းနဲ့အမှန်ပြောတတ်သောကြောင့်လည်းဖရာကခန္ဓာပဲလှဲ့ပါကွာဘာသစ္စာတုံးဆိုပြီးလှဲ့ထောင်ပါရှင်းမလားဘယ်ပဲလှဲ့ထောင်ရမလဲခန္ဓာပဲလှဲ့ထောင်တော့ခန္ဓာကနာပြလိုက်လဲဒုက္ခသစ္စာရပြလိုက်ကောဥပြလိုက်ကောဒုက္ခသစ္စာအရင်စိတ်ကလေးတွေကပြက်ပြလိုက်ပြန်ဒုက္ခသစ္စာကြီးပြတော့ဒုက္ခသစ္စာပဲလှဲ့လို့ဒုက္ခသစ္စာသိတယ်မဂ္ဂသစ္စာဒီသောစိတ်ဘွားနဲ့ပေါ့မဟုတ်ဘူးလားဒါဘယ်နဲ့ကြောင့်ဒီကြီးပေါ်လာပါလိမ့်မလို့ဒကာဓမ္မတွေကကဲခိုက်ကြည့်တော့မှန်တောင်တဲ့လို့ရှင်းကြပါလားဒကာဓမ္မတွေဒါဖြင့်မှန်ပဲလဲထောင်မယ်မှန်ဆိုတော့ခမည်းတော်မသိဘဲနေမှာဆိုခမည်းတော်ကြံလုံးမှာခန္ဓာပဲလှည့်ကြရှင်းမလားခမည်းတော်ကြံလုံးမှာခန္ဓာပဲလှည့်ကြံဒီဟရိယဝတ္ထုအကြည့်မှာခန္ဓာပဲလှည့်ခန္ဓာပဲလှည့်လို့ရှိရင်မဂ္ဂင်စိတ်ပေါ်မယ်ဒါဖြင့်ဒကာဓမ္မတို့မဂ္ဂင်ပေါ်ဖို့ရာဟာမဂ္ဂင်ဆိုတဲ့ကိလေသာမာရင်တော်ကိလေသာမကောဆိုတဲ့အတိုင်းမဂ္ဂင်ပေါ်ဖို့အလုပ်တွေကားလို့ရှင်ဖြင့်မှန်တောင်တဲ့မတဲ့ဒီပေါ်မှာမှီတယ်လို့ယနေ့တရားပွဲဆုံးဖြတ်ချက်ချစမ်းအမတန်ဟုတ်တယ်နော်ဒကာဓမ္မတွေဒီတလုံးနဲ့ကိစ္စပြီးနိုင်တယ်ဥက္ကမောင်ဘူးလားကဲဥစ္စာရင်တို့မှန်တောင်တဲ့ရင်ပဲဘာပေါ်မလို့ကဲခန္ဓာဘက်ကလက်ထောင်တဲ့ထင်စမ်းပါလေဘာသစ္စာတုံးကတွေးလုံးနဲ့ထောင်ကြည့်စမ်းပါဘာသစ္စာလို့ပေါ်လာမယ်ထင်မဂ္ဂဒုက္ခသစ္စာလို့ပေါ်လာတော့ဒုက္ခသစ္စာကိုသိတဲ့မဂ္ဂသစ္စာမှကိုပေါ်အောင်တယ်လည်းပေါ်ပြီဒါဒုက္ခသစ္စာပဲလဲလိုက်တော့ဒုက္ခသစ္စာကဒုက္ခသစ္စာမှန်နေပြီတော့တရားမနိစ္စပရိစ္ဆဓမ္မေသောပိသတိဟောမနောဝိညာဏဆိုတဲ့မဂ္ဂသစ္စာပေါ်လာမပေါ်ပါနဲ့ဆိုလို့ရသေးရဲ့ဩဒီတရားမျိုးတရားဓမ္မတွေနှလုံးသွင်းများခင်များတို့ဒီတိုင်းကနှလုံးသွင်းနေမယ်ဆိုလို့ရှိရင်ဖြင့်ဒါယောနိသောမနတိကာရဖြစ်တာကတစ်မျိုးဥက္ကမောင်ကြီးမန္တောင်တဲ့သွားလို့မက်ပေါ်တာဆိုတာလေယောနိသောမနတိကာရပါပဲရှင်းကြလားမန္တောင်တဲ့သွားတော့သစ္စာအပြင်ဘာသစ္စာပေါ်နှလုံးသွင်းအပြင်ယောနိသောမနတိကာရပေါ်တော့ဘာသစ္စာပေါ်အဲ့ဒီမဂ္ဂသစ္စာကိုယောနိသောမနတိကာရစေသိတွေကမပါဘူးလားကဲမောင်ကိုတော့မောင်ထွန်းလိုက်လို့ကျေနပ်ပလားဒါဘယ်နဲ့ကြောင့်ဒီမဲ့တို့ယောနိသောမနတိကာရတို့ပေါ်ရပါလိမ့်မလို့မှန်ကဘယ်ပဲလဲလိုက်ဩခန္ဓာပဲလဲလိုက်တော့ခန္ဓာကတော့ဖြင့်ဒကာဓမ္မတို့ခင်ဗျားတို့ကဖိလိန်ထားတယ်သူကအတုပါပဲပြောတယ်ခင်ဗျားတို့ဖိလိန်ထားမှခန္ဓာကဘယ်လိုပြောလဲဖိလိန်နဲ့ပဲချွေးတွေတွဲလာတယ်ဆိုတော့32ခုဓာတ်တွေကသေတော့ချွေးမလားဘူးလားအဲ့ဒါသူပါလားအတုပါလားမင်းဖိလိန်နဲ့ပဲနောက်ဖေးသွားကျင်လာတဲ့ဒကာဓမ္မဘာဖြစ်လာပြန်အတုပါပဲသူပြရတယ်မဟုတ်လားသူကတော့အတုပါတော့သူစွန့်ရလားအဲ့တော့ခန္ဓာပဲလဲလိုက်တော့အတုပါသိတဲ့မဂ္ဂသစ္စာပေါ့ဒီနေ့တဲ့ခန္ဓာကြီးကလည်းပြင်းပြင်းနဲ့ဒုက္ခရောက်နေပါလားလို့ဆိုတဲ့ဒုက္ခသိတဲ့မဂ္ဂသစ္စာပေါ့မပေါ်ဘူးလားအဲ့ဒါကဘာဖြစ်လို့ပါလဲဒါဖြင့်ခင်ဗျားတို့ကျင်လည်းတယောက်ဓမ္မမိတ်ဆွေချင်းပဲခွန်ကြီးတပည့်တွေကြီးပဲဆိုတာသိတော့မှန်တောင်မလွဲစီနဲ့လက်တို့ကြသမှာတို့ကြသမှာတယောက်ဒါတော့မှနေရကြမှာနော်ဥက္ကမမတို့ရဘူးလားတို့ရပါလေအခုဓမ္မမိတ်ဆွေရောက်ရင်တို့ဘာမိုင်းမှန်တောင်မလွဲစီနဲ့နော်ရှင်းမျက်နှာကြည့်ရတာမှန်တော်လို့ရပြီ
မျက်နှာကြည့်လိုက်ရင်သိနေဘူးလားမသိဘူးလားပြုံးနေတဲ့ပုဂ္ဂိုလ်လည်းသူအယူပြုံးပြုံးနေတာဟာမှန်ကောင်ပဲနေပြီဒီတလောက်မပြုံးမှနဲ့သူ့လည်းထိတ်သေးပါမဲ့နေတဲ့ပုဂ္ဂိုလ်ကြတယ်လေမှန်ကောင်လို့စီနဲ့ဆရာဘုန်းကြီးဟောဒါမှန်ကောင်လို့ရင်ပြိဿသမုပ္ပါဒ်တဲ့ပြစ္ဆုတ်ပန်ဆင်းရဲသံဃာဒုက္ခရောက်တဲ့မှန်ပြီကြလားမှန်ကောင်လို့တော့ပြစ္ဆုတ်ပန်မှာသံဃာမှာအဲ့တော့ဘုန်းကြီးကလည်းဟောထားတယ်ဘုရားကလည်းဟောထားတယ်ဆိုမိမရင်လည်းတို့ကြပါယောက်ျားချင်းဟောဘာလို့ဘယ်ခါတို့အောင်မှာတော့ဆိုတော့သူမျက်နှာချင်းခင်ဗျားတော့ကုန်ပြီမယ်မသိပေဘူးလားပြုံးနေလို့ရှိရင်လည်းမှန်တော်လို့သူဗာငွေရလို့ပြုံးသလားသားလေးပြန်လာလို့ပြုံးသလားသမီးလေးကိုအကြောင်းပြုပြီးပြုံးနေရောလားဆိုလို့ရှိရင်မှန်တော်လို့ကိုပြုံးအဲ့ဒါလည်းဘာလို့ကြလက်တော့ဟာဒီဥစ္စာလည်းအယူပြုံးမှုခေါ်တဲ့ရှင်းပြီလားအယူပြုံးလို့ခေါ်ရဲဆိုတော့ယူလို့ပြုံးတာကိုဒီသားလို့သမီးလေးဆိုတော့ဘာသစ္စာလဲဒုက္ခသစ္စာကြည့်လို့ရှိရင်ဒုက္ခသစ္စာလို့နှလုံးသွင်းမှလို့ရှိရင်မဂ္ဂသစ္စာပေါ်မဂ္ဂသစ္စာရင်ပြုံးတဲ့စိတ်ပါကုန်ပါပါရသမာဓိသမာသင်္ကပ္ပသမာဝါယမသမာသတိသမာသမာဓိပြုံးတဲ့စိတ်ပါရလားအဲ့ဒီတည်းကပြုံးနေတဲ့ခင်ဗျားတို့ဘယ်လိုလက်တွေ့ကြမလဲမှန်တော်မလွဲစီပါနဲ့ကျမတို့ဆရာသူတွေမှန်တော်မလွဲစီပါလားသိမပြုံးမှန်နဲ့တို့ကြသမားရင်းနေဗလားဒါကမဲ့နေတဲ့ပုဂ္ဂိုလ်မျက်နှာကြီးစူပြီးနှကန်းတွေထောနေတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်နဲ့ပြောကြအောင်လဲခင်ဗျားတို့မှန်တော်မလွဲစီပါနဲ့မှန်တော်မလွဲစီပါနဲ့ဆရာဘုန်းကြီးမျက်နှာလည်းထောက်ပါအောင်ခရလည်းထောက်ပါအောင်ကိုယ်လည်းမှန်တော်လွဲတဲ့ချိန်ကစားပြီးနှကန်းလူညာနဲ့မတူဘူးထောလာပြီးဆိုတဲ့ဒုက္ခသစ္စာတော့မသိကြဘူးလားဒုက္ခသစ္စာသစ္စုပ္ပမဒုက္ခသံဃာမှာလည်းဓမ္မတို့ဒုက္ခကြည့်ကြရမယ်ဆိုတော့မှားသေးလားဒါကြောင့်ဒီနေ့တရားမှာမောင်ကိုတို့မောင်ထားလိုက်တော့နှလုံးထဲရှိနော်မှန်တော်လွဲရင်ပြိဿသမုပ္ပါ3မျိုးထွက်မယ်ဓမ္မတို့ဘယ်လိုလဲမှန်တော်တွဲလို့ရှိရင်ပြိဿသမုပ္ပါပြတ်မယ်မှန်တော်တဲ့ဒါဖြင့်ပြတ်တာဒီဒုက္ခនិရောဓဟောတိဆက်တာဒီဒုက္ခသမုဒယဟောတိဆက်တာဒီပြတ်တာဒီအဲ့ဒါဘယ်ကြိုက်တော့ခင်ဗျားတို့ဒီတော့ဒီကြိုက်တယ်ဆိုတာဒီရပွဲတွေငိုးရခင်ဗျားတို့ကအိမ်ကြဖောက်ပြန်ကုန်တာသိခဲ့သွားတာကဲတရားဓမ္မတို့ဒုက္ခခန္ဓာဒုက္ခညာကျုပ်ကြောက်တာတော့ဖြင့်မပြောနဲ့တော့ဒုက္ခကြောက်လို့ကိုကျုပ်ဖြင့်အေးနေလိုက်တော့တာဘယ်အေးနေမလို့ပန်းထောင်တာအလို့ထောင်ရင်းနေလားခိုင်းတရားဓမ္မတို့ခန္ဓာပဲထောင်ရင်သစ္စာညာပေါ်မယ်တက်လာပြီတလုံးတက်လာပြီတရားဓမ္မခန္ဓာပဲထောင်လိုက်ရင်သစ္စာညာဆိုတဲ့မဲ့ခင်တွေပေါ်တယ်ခန္ဓာပဲထောင်လိုက်လို့ရှိရင်သစ္စာညာဆိုတဲ့မဲ့ခင်ပေါ်လာတဲ့တပည့်ကြခန္ဓာပဲမထောင်မှုသားပဲသမီးပဲပြည့်စည်ပဲလဲမယ်ဆိုလို့ရှိရင်ဖြင့်တဲ့တရားဓမ္မတို့သစ္စာညာမပေါ်ဘူးတပည့်ကြလားသစ္စာညာမပေါ်တဲ့အခါကြလို့ရှိရင်သစ္စာမသိတဲ့မိစ္ဆာညာပေါ်တယ်သဘောကျသစ္စာမသိတဲ့ဒါဖြင့်ခန္ဓာပဲလဲလိုက်ရင်ဒါဖြင့်ဓမ္မရတို့ကဓမ္မစကြာတွေရုပ်ပြီးသစ္စာညာရရလိုက်တာလွန်လို့ဓမ္မစကြာရင်သစ္စာညာကိစ္စညာကတညာလို့မလာဘူးလားလာတော့ခင်ဗျားတို့မှန်တောင်တဲ့ရင်သစ္စာညာပေါ်ပါဒကာဓမ္မတို့မှန်တောင်တဲ့ရင်ဘယ်ဘက်ထည့်ရမှာလဲခန္ဓာပဲလိုက်တော့ခန္ဓာကဘာရင်းများပြောလို့ဆိုလို့ရှိပါလိမ့်ဒုက္ခသစ္စာလို့ပြောလို့ရှိရင်အတုပလို့ရောအနိစ္စလို့ရောငါဒုက္ခလို့ရောအနတ္တလို့ရောပြောတဲ့အတိုင်းတဲ့ခန္ဓာကပြောတဲ့အတိုင်းဒီမှာဉာဏ်ဖြောဉာဏ်ပေါ်လာတာပဲကဲပါဠိတော်ရွတ်လိုက်မနှင်းစပရိစ္ဆဓမေသဝိသတိမနောဝိညာဉ်မကြိုက်ဘူးလားဒါကမနောကြည့်ဘုံမှန်ကိုဒီဘက်လဲလိုက်လို့ခန္ဓာပဲလဲလိုက်လို့ခန္ဓာ၅ပါးပဲလဲလိုက်တဲ့တွေ့ခန္ဓာ၅ပါးသိတယ်ဒကာဓမ္မတို့မဉ္ဇဉ်ပေါ်လာတယ်သစ္စာဉာဏ်ပေါ်လာတယ်ရှင်းမလားဘာဉာဏ်ပေါ်လာသစ္စာဉာဏ်ပေါ်လာတယ်ဆိုတော့ဆူတောင်းလို့လားဒကာဓမ္မတို့မှန်တောင်တဲ့ဖို့အလုပ်လားရှင်းမလားဒါဖြင့်ဘုရုနိဗ္ဗာန်ရောက်သွားတယ်မှန်တောင်တဲ့လို့လားမှတ်ပြီတော့သဘောကျလားဘုရုပြင်သောတာပန်တည်သွားတဲ့ခန္ဓာပဲဆက်ရှင်းမလားခန္ဓာမှာသစ္စာညာကိစ္စညာကတညာရသွားလို့ဒကာရမတို့သောတာပန်တည်တာမဟုတ်လားအဲ့တော့သူပဲလဲအခုမှကဲ
ဘယ်လိုတော်ကံတည်သွားတယ်ဘယ်ဘက်လဲဘုရုနာကံတည်သွားတယ်ဘယ်ဘက်လဲတော့ခဏမဲ့လဲတော့သူကဉာဏ်လေးရသွားတယ်ဥစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်ကြောင့်ရသွားတယ်ရှင်းကြလားဘုရုဘုရားဖြစ်သွားတဲ့ပြစ္ဆေကဗုဒ္ဓဖြစ်သွားတဲ့ဒကာဓမ္မတို့ဘယ်နဲ့ကြောင့်ပါလဲမနောကြည်မှန်တဲ့လို့မနောကြည်မှန်ကခန္ဓာပဲတဲ့တွေ့လိုက်တဲ့အခါကျတော့သစ္စာသိတဲ့ညာမလားဘူးလားသစ္စာလေးကိစ္စသိတဲ့ညာဒုက္ခတာပြုနေတာတော့ဒီခန္ဓာကြီးကနှိမ့်ဆက်နေတာပါလားဆိုတဲ့ကိစ္စညာနေကောမလားဘူးလားကတ္တညာဆိုတဲ့သစ္စာဖြင့်သိပြီးပြီဆိုတဲ့ညာနေကောမလားဘူးလားဒါဖြင့်ဒကာဓမ္မတို့မှန်တောင်တဲ့လို့ရှိရင်သောတာပန်တရားကနာဂယနာဖြစ်မှန်တောင်လဲလို့ရှိရင်ဖြင့်သံဃာဥဝဲနာဘွဲတဲ့နှွေးကြတယ်ဥဝဲနာဘွဲဒီဘွဲတွေကခမည်းတော်ကြီးပဲရင်းနေဗလားမှန်တောင်တဲ့ဘုရားဒီနေ့တရားမှာအရေးမကြီးဘူးလားခိုင်းဒါဖြင့်ဒကာဓမ္မတို့မှန်တောင်တဲ့ဘုအရေးလောက်လောကကြီးထဲမှာကြီးတဲ့တရားများရှိသေးသလားဒီနေ့ဒကာဓမ္မတို့အလွန်အရေးကြီးပြီးဒီကာလတို့ဖြင့်အနန္တရိပြီးတဲ့နေ့ပဲဒီဥစ္စာခန္ဓာပရိစ္ဆေသမုပ္ပါကိုဆက်အောင်လဲမှန်တောင်ဝဲဆက်မှန်တောင်ဝဲသိရလားမှန်တောင်တဲ့ရင်ပြတ်သဘောကျမှန်တောင်ဝဲရင်ပရိစ္ဆေသမုပ္ပါစဆက်လာတာပဲမှန်တောင်တဲ့ဝိုင်းဖြင့်အဲ့တော့ကိုယ့်ကိုယ်ဆုံးမကြပါတဲ့မင်းဟာမနောကြီးမှာလူတိုင်းမှာရှိတယ်နော်ဒကာဓမ္မတို့သောတာပန်မှာလည်းရှိတာသရဂမနာဂယံဒါတွေမှာလည်းရှိတာပဲပုရုဇဉ်တွေမှာကောဘယ်နဲ့ကြောင့်ပုရုဇဉ်ဖြစ်နေပါလိမ့်မလို့ဆိုတော့မှန်တောင်လွယ်လို့ဘယ်နဲ့ကြောင့်သောတာပန်ဖြစ်သွားပါလိမ့်မလို့လက်တဲ့သူဒီမှာဗျဒကာဓမ္မတို့ကကြံလုံးတရားလို့ကြံလုံးတရားကိုဘုန်းကြီးကဟောနေတယ်ဒီလိုမြင်နေတော့သစ္စာတန်ရုံမှာသိချတယ်ကြံရင်သူခန္ဓာပဲဒီခန္ဓာကြီးဘာသစ္စာတော့မသိပြီးကြံတဲ့မက်ပေါ်ကနေဘွာတဲ့ကာမဝိတ္တဆိုတဲ့၅ပါးယုံကာမဂုဏ်တွေဘက်ကိုမလှည့်လိုက်ပါနဲ့သိချဟောသဘောကျကြဒါဖြင့်ဒကာဓမ္မတို့အမတန်ရေးကြည့်တဲ့တရားဆိုတာကိုပေါ်ကြအဲ့တော့ဒီမှာတော့ပြန်ဘုန်းကြီးကအရေးကြီးတာဟောလိုက်တော့အရေးကြီးတယ်လို့ပဲခင်ဗျားတို့မန္တန်လွင်ရပြိဿသမုပ္ပါချက်ပြီးရှင်းမလားမန္တန်လွင်ရပြိဿပေါပြီးဆိုကြပါစို့ဗျ30ဘုံနဲ့ဥပိ္ပနာဘေးတွေကကိုယ်ပိုင်ပစ္စည်းဖြစ်ကုန်ပြီဆိုကြပါစို့မှန်တောင်တွဲလို့ရှိရင်30ဘုံဒုက္ခတွေသိမ့်တယ်မှန်တောင်တဲ့30ဘုံဒုက္ခတွေမသိဘူးလားဒါကြောင့်မြတ်စွာဘုရားရှင်ကိုရမကြီးကကြံရင်သစ္စာကိုကြံကြပါကွာသစ္စာပဲခန္ဓာကြီးပဲလဲပြီးဘာသစ္စာပါလိမ့်မလို့ဆိုတော့ကြံလုံးမဲ့ကသစ္စာပေါ်ကြပါစေဆိုတာမှန်တဲ့ပါစီပြောတာမှန်ထောင်တာတဲ့ပါစီပြောတာရင်းမကြဘူးလားအဲ့တော့ဒကာဓမ္မတွေမှာတနေ့မှာမှန်တောင်တဲ့ကဘယ်နှခါမှန်တောင်လွဲကဘယ်နှခါတုံးဆိုတာခင်ဗျားတို့ကိုသိပါလိမ့်မသိပါဘူးမှန်တောင်လွဲတာကတော့ဖြင့်သားပဲလဲလိုက်သမီးပဲလဲလိုက်ပစ္စည်းပဲလဲလိုက်ဟုတ်လားစားရတော့ကြမရှိတဲ့ပဲလဲလိုက်ရှိလို့ဝန်တန်နေတဲ့ပဲလှည့်လိုက်ဆိုလို့ရှိရင်ဖြင့်အဲ့ဒါမှန်တောင်လွဲကြီးမှတ်ပြီ။ဘာတွေစလာမယ်ဆိုတာဥက္ကမရိပ်ပြီလား။ဘာတွေစလာပရိယမုပ္ပါစလာလိမ့်မယ်ဆိုတာသိကြပါလား။အဲ့တော့ခမည်းတော်မှာတနေ့လုံးမှာပရိသတ်မုပ္ပါစတယ်ဆိုတဲ့ကခမည်းတော်ဖြတ်တာပါသေးရဲ့။ဒါဖြင့်ကိုယ်ရင်ကိုထုကြတာပေါ့။ဘယ်နဲ့ဆိုကြမလဲ။ကိုယ်ဒုက္ခကိုရှာကြတယ်။သဘောပါကြ။ကိုယ်ဒုက္ခကိုရှာတာဒီကိုမှန်မထောင်တတ်လို့သဘောကျလားကိုမှန်မထောင်တတ်တော့ပရစာယီယူရတာဒကာဓမ္မတို့ပရစာယီဟာယူဖို့ကံစားတာပါလို့ယူတာလားမှန်တောင်လွဲလို့ယူတာသားသေးတဲ့ပဲလှဲ့ထောင်လိုက်ယူလိုက်ကမောင်းသေးတဲ့ပဲလှဲ့ထောင်လိုက်ပရစာယီကကံကောင်းကြောင်းသိချာလို့အယူဖြစ်ရတာလားမှန်တောင်လွဲတာလားခင်ဗျားတို့ပရစာယီတို့ကကြည့်ပါဦးကျွတ်တန်းဝမဘုရားတောင်ကံဆိုးလိုက်တယ်ကံမွေးချကံဟုတ်ကဲ့လားပါလိမ့်သိရမလားဒီတလုံးကိုလည်းသိကြမှတ်ရတယ်မတော်ရင်မဟုတ်ကိုရရနော်မှန်ဒီတိုင်းဆိုးရိပ်ပေါက်ပြီးဒီကလာဆေးရိပ်ကလေးနဲ့တင်နေပြီးကြံလုံးတာမထုတ်နဲ့ဆိုးရတွေးရဘက်ကိုကြံလုံးတာမထောင်းနဲ့မျက်နှာကမပြတ်ဘူးပြတ်ပါတခါတော့ဒီဆိုးရိပ်ပေါက်ပြီးဒီကလာမှန်းကနေပြီးဒီကလာဆိုးရင်ရရှိတဲ့ဘက်ကထောင်ကြည့်လိုက်စံတရားဓမ္မတို့ဆိုးရိပ်ရတာအကုန်ပြတ်
ပြည့်ဘူးလားမိဘကြတာများသိသေးရဲ့ပစိုးထတောက်တာပဲသိတော့မသိတော့ဒီလောက်ကြောင့်မှန်အောင်လဲရရှိသေးတယ်ဓမ္မတို့မရှိဘူးလားအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေမှာဘုရားခင်ကိုရမကြီးသည်ဘုရားဘာကြောင့်ဖြစ်ပါလိမ့်မလို့ဆိုတော့သစ္စာညာကိစ္စညာကတညာရလို့ဘုရားဖြစ်ရရိပ်မကြလားသောတာပန်ဘာကြောင့်သောတာပန်ဖြစ်ရဘယ်နဲ့ကြောင့်ဒီညာနေပေါ်လာပါလိမ့်မလို့ဆိုတော့မှန်တောင်ကခန္ဓာပဲလက်ထောင်ပေါ်ကြဘယ်ပဲလက်ထောင်ခန္ဓာပဲလက်ထောင်တော့ခန္ဓာကိုလည်းဘုန်းကြီးကကြည်ကြည်မွန်မွန်ရှင်းဘယ်ခန္ဓာပေါ်လာတာတရားဓမ္မတွေဒုက္ခသစ္စာဓမ္မဖြစ်ဖြစ်ကြီးပဲမဟုတ်လားအဲ့တော့ခန္ဓာဘက်ကမနောကြီးကနေရင်းတဲ့ပဲခင်ဗျားတို့မှာပရိသတ်ကပြတ်တဲ့မဲ့ခင်မှတပါးတခြားပေါ်ရရှိသေးလားဒါဖြင့်တရားဓမ္မတို့ခொနည်းကပရဇာယမှန်တောင်တွေတုန်းကသဘောကျဟာဘုရားခင်ကိုရမကြီးကမှန်တောင်တဲ့ပေးလိုက်တဲ့အခါကျတော့သောတာပန်သဂရဂန္နာကယန္နာဖြစ်ဘူးလားဒါဖြင့်အယူပြောက်ချင်ပါလို့ကြရမယ်မှန်တောင်တဲ့မယူချင်ပါလို့ရမယ်ဒါကြောင့်ယူလေးခင်ဗျားတို့သဘောပါကြပါလားတရားဆက်ဟောဖို့ပဲနိုင်ရရှိပြီတော့ကြောင်းလို့